DVD လေးကတော့ Donald Trump President Donald Trump နော် Air Force One နဲ့မလေးရှားနေထွက်ခွာနေပါပြီဒါသူ့ကိုလိုင်းလို့ဆက်နေကြတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒါ Fox News ကနေပြီးတော့မှအခုတင်နေလို့ကျွန်မချက်ချင်းတင်လိုက်တာပါပြီးတော့နောက်တစ်ခုကဗာလဲဆိုသူဆက်ပြီးတော့မှဂျပန်တောင်ကိုရီးယားပြီးတောင်ကိုရီးယားမှာတရုတ်သမ္မတချင်းချင်းပင်နဲ့တွေ့မယ်ပြီးတော့တခြားသတင်းဌာနတစ်ခုကလည်းတင်ပြတာပါလဲဆိုရင် Donald Trump ကတဲ့တောင်ကိုရီးယားမှာသမ္မတချင်းချင်းပင်နဲ့တွေ့တဲ့အခါတရုတ်သမ္မတနဲ့တွေ့တဲ့အခါသူတို့ကုန်သွယ်ရေးကိစ္စတွေစကားပြောပြီးတော့ထိပ်သီးဆွေးနွေးပွဲတွေရှိပါမယ်လုပ်ပါမယ်တဲ့ထိပ်သီးဆွေးနွေးတာတွေလုပ်ပါမယ်တဲ့ပြီးတော့နောက်တစ်ခုကမြောက်ကိုရီးယားခင်ဂျွန်နဲ့သမ္မတမြောက်ကိုရီးယားခင်ဂျွန်နဲ့လည်းသူတွေ့ဖို့ရှိတယ်တွေ့ချင်တယ်ပေါ့နော်ဒါပေမဲ့တွေ့ဖြစ်မတွေ့ဖြစ်ကတော့ confirm ဖြစ်တယ်လို့တော့မပြောထားဘူးတဲ့တင်ကနေသူ့အနေနဲ့တွေ့ဖို့ဆန္ဒတော့ရှိပါတယ်တဲ့အဲ့လိုပဲပြောပါတယ်ပြီးတော့2019ခုနှစ်မှာသူတခါတောင်ကိုရီးယားတွိုင်းနဲ့သူတို့နယ်ဆက်မှာနော်နယ်ဆက်ကိုဝင်ပြီးတော့တကယ်ကေဂျွန်နဲ့နှုတ်ဆက်ပြီးတော့သူတို့စကားပြောကြတယ်သူတို့တွေ့ဆုံခဲ့ပါတယ်တဲ့ခဏခဏပြောလို့ရှိတယ်သူမြောက်ကိုရီးယားကေဂျွန်နဲ့လည်းသူကဆက်ဆံရေးအဆင်ပြေပါတယ်တဲ့သူတို့ relationship ကောင်းပါတယ်တဲ့ဒါပေမဲ့သူဘာတွေဆွေးနွေးပြီးတော့သူတို့နှစ်ယောက်တွေ့ဖြစ်မလားဆွေးတော့သူကတော့တွေ့ဖို့ဆန္ဒရှိတယ်ပြောနော်ဒေါ်နယ်ထရန့်ကတွေ့ဖို့ဆန္ဒရှိတယ်ပြောတယ်ဒါပေမဲ့ဘာကြောင့်မတွေ့ပြမှာလဲတွေ့ဖြစ်မှာလားတွေ့ရင်ရောဘာတွေဆွေးနွေးမှာလဲအဲ့ဒါလေးတွေကတော့မသိရသေးပါဘူးသိတယ်ဆိုရင်တော့ကျွန်မသတင်းထဲမှာထပ်ပြီးတော့မှဖော်ပြထားပေးမယ်ပြီးတော့သူကတော့တွေ့ဖို့ဆန္ဒရှိတယ်ဆိုကြတဲ့ဟိုဘက်ကတွေ့ချင်တယ်လားမတွေ့ချင်ဘူးလားတွေ့ဖြစ်မှာလားမတွေ့ဖြစ်ဘူးလားအဲ့လိုမျိုးတွေလည်းရှိသေးတယ်ပေါ့နော်သူကလည်းသူ့နေရာနေထားနေဆိုရင်သူ့အတွက်အကျိုးရှိတယ်သူတွေ့ဖို့အချိန်ပေးလိုက်ရတဲ့ဟာနဲ့တန်တယ်ဆိုတဲ့အခါမှာသူကတွေ့ပါလိဟုတ်တယ်မလားအဲ့လိုမှမဟုတ်ဘဲနဲ့အားရနဲ့တော့သူကတွေ့မှာမဟုတ်ဘူးဒေါ်နယ်ထရန့်ကဘာလို့လဲဆိုတော့သူကအရန်လှုပ်တဲ့လူမျိုးအခုတော့တော်တော်များများဟိုမှာကြည့်လိုက်သူလေရင်စီဖိတာတော့မှကာတာဆိုဘွားရင်နဲ့တွေ့တဲ့ဟာချင်းကြံပြအကုန်လုံးကသူ့လောက်အလုပ်တဲ့သမ္မတတိတ်မရှိတော့ဘူးတဲ့အဲ့လိုမျိုးဝင်ပတ်တော့တတ်ကြတယ်အလုပ်ကတော့ဒါအလုပ်တယ်ပေါ့နော်ဒီတက်ဒီရွယ်နဲ့သူခီးပန်းတယ်ညမအရောက်ဆိုတာတော့မရှိတာတော့မှသူတော်တော်လုပ်တယ်လို့ပဲပြောကြတယ်အဲကြောင့်မို့ကျွန်မတောင်ကိုရီးယားသွားတဲ့အခါမှာမြောက်ကိုရီးယားခင်ဂျွန်နဲ့တွေ့မလားမတွေ့ဘူးလားတွေ့ဖြစ်မလားမတွေ့ဖြစ်ဘူးလားဆိုတာတော့မသိသေးပါဘူးအဲလေးအခုလေးတင် Fox News ကတွေ့တယ်လို့ကျွန်မ share လုပ်ချင်ဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ bye bye